အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့တေးရောက်ရှိလာတဲ့ PW တရားကျိုးမဲ့ Wi-Fi ဆက်လေးကိုပကယ်ဖောက်ပြပြီးတော့စမ်းသုံးပြပေးသွားမှာပဲဖြစ်ပါတယ်ဗျအဆုံးဒီကြည့်ရှုပေးကြပါအောင်ဗျ PW တရားဆက်မှာဆိုရင်တော့တိုက်စီ2တိုက်စီအတူချိုးချောင်းပါတယ်ဆက်မှာလည်းအပြုတ်သိမ်းလုပ်လို့ရတဲ့အင်တာနက်တစ်ချောင်းလည်းပါဝင်ပါတယ်ဗျဒီဆက်လေးကပေါအောင်ပြမယ်ဆိုရင်တစ်ချက်ပေါအောင်ပြမယ်ဆိုရင်နှစ်ချက်အခုပြထားတဲ့ခလုတ်လေးကိုလည်းဖိုးကြည့်မှုပြောင်းထားမှာပဲအသုံးပြုလို့ရမှာပဲဖြစ်ပါတယ်ဗျစင်ကက်လေးကိုလည်းစမ်းနောက်မှာပါတယ်စင်ကက်အိမ်ထဲကိုထည့်သွင်းပြရမှာပဲဖြစ်ပါတယ်ဗျစင်ကက်အထက်မှာတဲ့အခါမျိုးမှာဆိုရင်လည်းအင်တာနက်လိုင်းသုံးလို့ရမှာမဟုတ်ပါဘူးဗျခုပြထားတဲ့မီးစိမ်းလေးနေသွားမှာဒါအင်တာနက်လိုင်းသုံးလို့ရမှာပဲဖြစ်ပါတယ်ဗျ Wi-Fi user name နဲ့ password ကတော့စက်ရဲ့အနောက်မှာတခါလေးပါပြီးသားပါဗျပါတဲ့အတိုင်းပဲချိတ်ဆက်တော့ပြလိုက်မယ်ဆိုရင်တော့အသုံးပြုလို့ရပါပြီဗျကိုရှင်းပြထားတဲ့ဆက်လေးကိုလက်လိလက်ကားမအောင်ချင်လို့ဆိုရင်တော့ဖုန်းနံပါတ်3999595100ကိုအသေးစိတ်ဆက်သွယ်ထုံးပြပေးနိုင်ပြီလို့ဆိုင်းလိပ်စာ26လမ်းခွန်ကြောင့်ခုံဝကြားချိုင်းတာဆန်မြို့နယ်မန္တလေးမြို့မှာလည်းလူကိုယ်တိုင်လာရောက်ဝယ်ယူအားပေးလို့ရပါတယ်ဗျအခုလိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်အထူးပင်ကျေးဇူးတင်ပါတယ်